မင်္ဂလာပါ YouTube channel လေးရည်ညီကိုတွေအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖေဖော်ဝါရီလ9ရက်နေ့စနေနေ့ညအတွက်ကတော့ကျွန်တော်ဗီဒီယိုနှစ်ပုတ်ခွဲပြီးကျွန်တော်တင်ပေးမယ်ပေါ့နော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Premier League အကြိုက်ထဲကျွန်တော်၄ပွဲရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတော့ကျွန်တော် channel လေးတွေကရွေးထုတ်ပြီးတော့ကျွန်တော်၄ပွဲထပ်မံပြီးတော့ဗီဒီယိုတစ်ပုတ်နဲ့တင်ဆက်ပေးပါဦးမယ်ဒါကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like ရ subscribe လုပ်ရသေးတဲ့ညီကိုတွေလည်း like ရ subscribe share comment လေးတွေနဲ့ကူညီပေးကြလို့ရပါတယ်ကဲဆိုတော့ကျွန်တော်တို့ပထမဦးဆုံးပွဲစဉ်တစ်ပွဲဖြစ်ကတော့ခွန်နိုင်မှာရှေ့ပိုင်းကသွားမယ် Manchester United နဲ့ Tottenham Hotspur ပွဲစဉ်လေးပေါ့နော်ဒီပွဲစဉ်လေးမှာတော့ Manchester United အနေနဲ့ဘော်လီသေး1တီကြောပေးကြပြီးတော့9ပေါင်းစီကတော့340ရှုံးဆိုပြီးဖွင့်လိုက်ပေးကြပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့နည်းနည်းလေးတော့အန်ရများတဲ့ပွဲစဉ်လေးတစ်ပွဲဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Manchester United အနေနဲ့ခုလက်ရှိမှာဆိုလို့ရှိရင်အသင်းကြီးတွေကိုဖြုတ်ပြီးတော့သူတို့အနေနဲ့ခုလက်ရှိမှာဒီပွဲစဉ်ကကျွန်တော်တို့ထိုးသားအများစု Manchester United ကိုပုံလာနိုင်တဲ့အနေအထားတစ်ခုမှာရှိတယ်ပေါ့နော်ဆိုတော့ခုလက်ရှိမှာတော့ Manchester United ကတော့အဆင့်၄နေရာမှာရပ်တည်ထားပြီးတော့ Tottenham Hotspur တော့အဆင့်14နေရာမှာရပ်တည်ထားပါတယ်ဆိုတော့မကြီးတွေမှာပေးတဲ့ Manchester United ကြီးတဲ့ကြီးမှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အခုလက်ရှိမှာဆိုလို့ရှိရင်လည်းအသင်းရဲ့စုဖွဲ့မှုအားလည်းတော်တော်လေးကမှကောင်းနေတာဖြစ်တဲ့အတွက်ဒီကြီးတန်းပဲပေးရမှာပဲပေါ့နော်ဆိုတော့အခုလက်ရှိမှာပြဿနာတက်တာ Tottenham Hotspur ပေါ့နော် Tottenham Hotspur အနေနဲ့ injury တွေမိနေတယ်အဓိကကစားသမားရှေ့ရောက်တော့ထိရ injury ဖြစ်နေတာဖြစ်တဲ့အတွက် Tottenham Hotspur တို့အနေနဲ့အခုလက်ရှိမှာဆိုလို့ရှိရင်ရှိရဲ့ကစားသမားတွေနဲ့ပဲပွဲစဉ်တွေကိုထိန်းကစားနေရတယ်ပေါ့နော်ဆိုတော့ Tottenham Hotspur ရဲ့အဝေးကွင်းအခြေအနေကတော့ကျွန်တော်တို့12ပွဲကစားထားပြီးချိန်မှာ9ပွဲနဲ့4ပွဲတည်3ပွဲရှုံးရာကို930ပေးကို18ကိုဂိုးပေးကိုယူနည်းနည်းလေးတော့မျှတယ်လို့ပြောလို့ရတယ်ဆိုတော့ Manchester United ရဲ့အိမ်ကွင်းကတော့12ပွဲကစားထားပြီးချိန်မှာ9ပွဲနဲ့3ပွဲတည်2ပွဲရှုံးရာကို23ကိုတည်ရှိတယ်ပေးကို15ကိုတည်ရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်လေးကတော့ Manchester United အနေနဲ့အတားပြီးရမယ်ပွဲတွေတစ်ပွဲဖြစ်တယ်ပေါ့နော်အသေးရဲ့လူကြီးအင်အားကြည့်ပဲဆိုလို့ရှိရင်လည်း Manchester United အနေနဲ့ခုလက်ရှိမှာဆိုလို့ရှိရင်တောင်းတင်းတဲ့လူကြီးအင်အားရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော် Manchester United တို့အနေနဲ့နိုင်တော့မှကျွန်တော်အနေနဲ့အများဆုံးတကူအသာလုံးနဲ့ပဲကတ်နိုင်လိမ့်မယ်လို့ယူဆတယ်ပေါ့နော်ဘာလို့လဲဆိုတော့ Tottenham Hotspur နဲ့တွေ့ဆုံလိုက်တဲ့မှာဆိုလို့ရှိရင် Manchester United အနေနဲ့အခက်တွေ့ရတယ်ပေါ့ Tottenham Hotspur လည်းဒီနေ့Manchester United ကိုဖွင့်တိုက်လိမ့်မယ်လို့တော့မထင်ဘူးသူတို့အသင်းကလည်းကျွန်တော်ကောင်တာအတက်တရားတွေပဲ900ဖို့ကြိုးပမ်းလိမ့်မယ်လို့ယူဆတယ်ခန်းစစ်ကိုနည်းနည်းလေးအသာပေးပြီးဆော့လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့ထိုးသားအများစုကလည်းဒီနေ့မှာ Manchester United ကိုပုံရောဂျင်စရာကောင်းနေအောင်ဖြစ်နေတဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ Tottenham Hotspur ကိုပဲရွေးချယ်ရင်းနဲ့ Tottenham Hotspur တို့အနေနဲ့သေရရင်တော့ရာသွားနိုင်တယ်ပေါ့နော်ရှုံးလို့ရှိရင်တော့ကျွန်တော်အနေနဲ့တကူအသာလုံးနဲ့ပဲManchester United တို့အနေနဲ့နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်ဒါကြောင့်ဒီပွဲစဉ်လေးမှာတော့ Tottenham Hotspur body လေးကိုပဲတိုက်ပါတယ်ကျွန်တော်နောက်တစ်ပွဲက9နိုင်ခွဲမှာရှင်ပန်ကစားသွားမယ်ဘုံပေါင်းနဲ့ Aston Villa ပွဲစဉ်လေးဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်လေးမှာတော့ Aston Villa အနေနဲ့ဒယ်သေးပြန်ဖွင့်ပေးထားပြီးတော့9ပေါင်းစီကတော့340စားဆိုပြီးဖွင့်ပေးထားပါတယ်ဆိုတော့ Aston Villa တော့ခုလက်ရှိအဆင့်3နေရာမှာရပ်တည်ထားပြီးတော့ဘုံပေါက်ကတော့အဆင့်12နေရာမှာရပ်တည်ထားပါတယ်ဆိုတော့ဘုံမောက်ကလက်ရှိကားတဲ့ဖောင်ကတော့ကျွန်တော်တို့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်သူတို့အနေနဲ့ Premier League ၄ပွဲဆက်ရှုံးပွဲမရှိသေးဘူးပေါ့နော်ဆိုတော့ဘုံမောက်ကအိမ်ငွေစဆောင်ရက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘုံမောက်အနေနဲ့12ပွဲကစားထားပြီးချိန်မှာ6ပွဲနိုင်4ပွဲတည်2ပွဲရှုံးရာကို19ကိုထိရှိတယ်ပေးကို73ကိုပဲရှိတယ်ပေါ့နော်အိမ်ငွေကစားလေးမစိုးလာတဲ့အထက်ထဲမှာပါတယ်ဆိုတော့အဆုံးမီလာတော့ရှေ့ပွဲတွေမှာရလက်တွေကောင်းနေတယ်ဆိုပေမဲ့ကျွန်တော်တို့ခုလက်ရှိပါဆိုလို့ရှိရင်အသေးရဲ့အဓိကရှေ့တန်းနဲ့အလယ်တန်းမှာကျွန်တော် injury ကစားသမားတွေဖြစ်နေတာဖြစ်တဲ့အတွက် Aston Villa တို့ပြီးခဲ့တဲ့ပွဲမှာ Bradford အိမ်ဝင်ရတယ်ပြီးတော့ 1-0 ဆိုလို့ရလက်နဲ့ရှုံးနေထားခဲ့တယ်ပေါ့နော်အဝေးကွင်းဆက်ဆောင်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအဝေးကွင်း12ပွဲကစားထားပြီးချိန်မှာ6ပွဲနိုင်3ပွဲတည်3ပွဲရှုံးရာကို18ကိုရှိတယ်ပြီးလို့16ကိုရှိတယ်ပေါ့လေဆိုတော့ထိတဲ့တွေးဆုံမှုတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့ Aston Villa ပဲနည်းနည်းလေးအသာစီးရထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာ Aston Villa ပေးတဲ့ဒယ်ဈေးကဒါမဖြစ်တဲ့ကြီးတဲ့တစ်ခုပေါ့နော်ဘာလို့လဲဆိုတော့ Aston Villa တို့အနေနဲ့ Champions League ဝင်ခွင့်ရဖို့အတွက်တိုက်နေရတဲ့အသင်းတစ်သင်းဒီနေ့မှာကျွန်တော်အဆစ်7နှစ်ကဘုံမောင်လို့အသင်းကိုဒယ်ဈေးဖွင့်ပေးလာတယ်ဆိုတာဒါတော်တော်လေးကပြောတယ်ကြီးတစ်ခုလို့ပဲကျွန်တော်တို့ယူဆပါတယ်ဘုံမောင်အနေနဲ့ကလည်းဒီနေ့အိမ်ကွင်းမှာတော့ Aston Villa အနေဆုံးသေးလောက်တော့ခံကစားနိုင်လိမ့်မယ်လို့ယူဆတယ်ပေါ့နော် Aston Villa မှာလည်းကျွန်တော်တို့ injury ကစားသမားတွေကလည်း
ကျွန်တော်တို့ရှိနေတာဖြစ်တဲ့အတွက်ဒီနေ့မှာဘုံပေါက်တို့နိုင်အောင်နိုင်သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့ခံမှန်းပါတယ်ဒါကြောင့်ဒီပွဲစဉ်လေးမှာတော့အနေဆုံးတေးလောက်ညွှန်မှန်းလို့ရမယ်ဘုံပေါက် body လေးကိုပဲကြိုက်ပါတယ်ဒါကျွန်တော်နောက်တစ်ပွဲက9နိုင်ပွဲမှာပဲရှင်မယ်ကစားသွားမယ်ဘန်လေးနဲ့ဝက်ဆန်ပွဲစဉ်လေးဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်လေးမှာတော့ဝက်ဆန်အနေနဲ့ body သေးlevel 50ရှုံဖွင့်လေးပေးထားပြီးတော့9ပေါင်းစေတော့3လုံး90စားဆိုပြီးဖွင့်လေးပေးထားပါတယ်ဆိုတော့နှစ်သင်းစလုံးကတော့ကျွန်တော်တို့တန်းစစ်ဆောင်တွေရုံးနေတဲ့အသင်းနှစ်သင်းဖြစ်တယ်ပေါ့နော်ဘန်လေးကတော့ကျွန်တော်တို့တတ်တဲ့အသင်းဖြစ်တဲ့အတွက်သူတို့အနေနဲ့ခြေစွမ်းအရင်ကြီးကောင်းတဲ့အထဲထဲမှာတော့မပါဘူးเนาะအိမ်ဝင်း12ပွဲကစားထားပြီးချိန်မှာ2ပွဲနိုင်4ပွဲตี6ပွဲရှုံးနေတာရာကို12ကိုရှိတယ်ပြီးကို18ကိုရှိတယ်ပေါ့နော်အိမ်ဝင်းနဲ့အဝေးကွင်းမှာဆိုလို့ရှိရင်တော့အိမ်ကွင်းမှာဆိုလို့ရှိရင်ကြည်ကြည်လေးကစားတယ်ပေါ့နော်ဘန်လေးအသင်းကကျွန်တော်ဝဇန်ရဲ့ဆွမ်းဆောင်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဝေးကွင်း12ပွဲကစားထားပြီးချိန်မှာ2ပွဲနိုင်4ပွဲตี6ပွဲရှုံးနေထားတယ်ရာကို73ကိုထိရှိတယ်ပြီးကို22ကိုထိရှိတယ်ပေါ့နော်ဆိုတော့ဒီရာဒီကျွန်တော်တို့ပထမအကျော်တွစ်ဆုံမှုမှာတော့ဝဇန်အိမ်ကွင်းကလေ32ဆိုတဲ့ရက်လက်နဲ့အနိုင်ရရှိထားခဲ့တယ်ပေါ့နော်ထိတဲ့တွစ်ဆုံမှုတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝက်ဆန်တွေပဲအသာစီးရထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဝက်ဆန်တို့ရဲ့ကျွန်တော်တို့တန်းစင်းစုံရုံးအားလေးကိုကျွန်တော်အနေနဲ့ကြည့်နေတယ်ပေါ့နော်ဝက်ဆန်တို့အနေနဲ့တေချာပေါက်တန်းစင်းစုံအားတွေရုံးနေရဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော်နောက်ဆုံး3ပွဲကြည့်မယ်ဆိုလို့ရှိရင် Chelsea ကိုဝေးဝေး3-2ဒါတော့မှကျွန်တော်တို့ပြီးကာနီးမှာကျွန်တော်တို့အတွင်းခံရတဲ့ဂိုးနဲ့ကျွန်တော်တို့ရှုံးနေသွားခဲ့တာပေါ့နော်ဆန်နလိုက်အင်္ဂလိပ်3-1တော်လင်ဟော့စပါအဝေးကွင်းရဲ့2-1ဆိုတော့ဝက်ဆန်တို့တေချာပေါက်တန်းစင်းစုံအားတွေရုံးကျင်နေတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဆိုတော့တစ်ဖက်တစ်ခါကျွန်တော်တို့ခုလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘန်လေးဖြစ်တဲ့အတွက်ဝက်ဆန်တို့အနေနဲ့ဒီအခွင့်အရေးကိုတော့လက်လို့ခံမဲ့လို့တော့မထင်ဘူးပြီးခဲ့ဒီဘက်ပြီးလို့ရှိရင်ဘုံပေါက်နဲ့ရှင်းမဲ့ကစားမှာဖြစ်တဲ့အတွက်ဝက်ဆန်တို့အနေနဲ့ဒီနေ့မှာတေချာပေါက်ဘန်လေးအသင်းကိုအနိုင်ကစားလိမ့်မယ်ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်ဒါကြောင့်ဒီပွဲစဉ်လေးမှာတော့တန်းစင်းစုံကနေရုံးမဲ့ကျွန်တော်ဝက်ဆန် body လေးကိုပဲရွေးချယ်ပေးနေပါတယ်ကျွန်တော်နောက်ဆုံးတစ်ပွဲရတော့7နိုင်မှာရှင်းမဲ့ကစားသွားမယ်Newcastle နဲ့ Brentford ပွဲစဉ်လေးဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်လေးမှာတော့ sorry ကျွန်တော်ဒီပွဲလေးကိုရှောင်းလိုက်မယ်ပေါ့နော်နောက်ဆုံးတစ်ပွဲရတော့ကျွန်တော်9နိုင်ပွဲမှာရှင်မယ်ကစားသွားမယ် Who နဲ့ Chelsea ပွဲစဉ်လေးဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်လေးမှာတော့ Chelsea အနေနဲ့ body လေးတစ်လုံး40စားဖွင့်လေးပေးထားပြီးတော့9ပေါင်းစေးရတော့3လုံး50စားဆိုပြီးဖွင့်လေးပေးထားပါတယ်ဆိုတော့ကျွန်တော်တို့ Who ကတော့ကျွန်တော်တို့ဒီရာသီတန်းစင်းရမယ်အနေအထားမှာရှိရပေါ့နော်တန်းစင်းသွားရမယ်တန်းစင်းရဖို့တေချာတဲ့အသင်းတစ်သင်းဖြစ်နေတယ်ပေါ့နော်ဆိုတော့ Chelsea အသင်းကလည်းခုလက်ရှိမှာအဆင့်9နေရာမှာရပ်တည်ထားတယ်ပေါ့နော် Chelsea အသင်းကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့ Premier League ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့မဆိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ Chelsea ပေးတဲ့ဂျေးဒန်နဲ့9ပေါင်းဈေးတန်းကိုချင်မယ်ဆိုလို့ရှိရင်ဝိပါ9ရမယ်အနေအထားတစ်ခုမှရှိတယ်ပေါ့နော်1-2လို့ result မျိုး1-3လို့ result မျိုး2-3လို့ result မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီတဲ့တော့ AG ကားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းမှာလည်းထိုးထူးပြဿနာတော့မရှိဘူးဘူးမှာလည်းထိုးထူးပြဿနာမရှိတာဖြစ်တဲ့အတွက်ဘူးတို့အနေနဲ့ဒီနေ့အိမ်ဝင်းမှာတော့ Chelsea အသင်းကိုကောင်းကောင်းဒုက္ခပေးလေအောင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်သူတို့အသင်းကလည်းတန်းဆင်းရမယ်အတူတူဒီနောက်ပိုင်းပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဦးတို့အနေနဲ့တိုက်စစ်စင်ကစားလာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်သူတို့အသင်းအနေနဲ့တိုက်စစ်စင်မယ်ဆိုလို့ရှိရင်တစ်ဖက်အသင်း9ရဖို့အရင်မခက်တဲ့အနေအထားမှာရှိရပေါ့နော် Chelsea အသင်းမှာလည်းလူစင်းအင်ကနည်းနည်းလေးတောင်းတင်းသွားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကအပြန်လန်သွင်းကိုအနေနဲ့ဂိုးမျိုးမဲ့ပွဲစဉ်လေးတစ်ပွဲဖြစ်မဲ့လို့ယူဆတယ်အနေဆုံး3ဂိုးလောက်တော့ရောက်မဲ့ပွဲစဉ်လေးတစ်ပွဲဖြစ်တဲ့အတွက်ဒီပွဲစဉ်လေးမှာတော့ဂိုးပေါင်းအပေါ်လေးကိုပဲကြိုက်ပါတယ်ကဲကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်လေးကိုအကြိုက်ရွေးညီကိုတွေကတော့ live ကစားလို့ရပါတယ်အကြိုက်ပြီးညီကိုတွေကတော့ပတ်တာကမ်းပေါ့နော်ကျွန်တော်နောက်ဗီဒီယိုလေးမှာတော့ channel လေးတွေကကျွန်တော်အကြိုက်ဆုံး၄ပွဲလောက်ရွေးထုတ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ကျွန်တော် YouTube channel လေးကိုလည်းsubscribe လုပ်ရသေးတဲ့ညီကိုတွေလည်း like and subscribe share comment လေးတွေနဲ့ကူညီပေးကြလို့ရပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုအားပေးဆောင်နေကြတဲ့ညီကိုတွေအားလုံးပဲကံအောင်ကြပါစေ